ဝမှာလူရည်လို့ဖြစ်လာရင်ပတ်ဝန်းကျင်ဆိုတာရှိတယ်ပတ်ဝန်းကျင်ဆိုတာရှိလာလို့ရှိရင်ကိုယ့်ပေါ်မှာလိုတဲ့လူတွေရှိတယ်လို့မလိုတဲ့လူတွေလည်းရှိမှာပဲလူတိုင်းသဘောကျအောင်ဘယ်သူမှမဆောင်ရွက်နိုင်ပါဘူးမြတ်စွာဘုရားလောက်အပြစ်ကင်းတဲ့ပုဂ္ဂိုလ်ကိုတောင်မကြိုက်တဲ့ပုဂ္ဂိုလ်တွေရှိသေးတာပဲဟုတ်လားမကြိုက်ရင်မကြိုက်သည့်အားလျော်ဆိုတာသူတို့မကြိုက်တဲ့အထင်ကိုနှုတ်ကမြွက်ပြီးတော့ပြောမှာပဲဗျအဲ့ဒါတားလို့မရကိုလည်းပဲသူများကိုမကြိုက်ရင်မကြိုက်သည့်အားလျော်ဆိုတာပြောတာပဲဟုတ်လားအဲ့တော့သူ့အထင်ကိုသူလွတ်လွတ်လပ်လပ်ဖော်ထုတ်တာကိုကိုကဘာခံစားရရှိလဲစဉ်းစားကြည့်နော်တခါကြီးမိုင်းများသူမကြိုက်လို့မကြိုက်ဘူးပြောတဲ့ကိစ္စကိုအတွက်ဘယ်လောက်အရေးပါလို့အဲ့ဒါကိုကခံစားနေတာလေမခံစားတဲ့ဘူးမြတ်သူပြောတာသူ့စကားသူထင်တာသူ့အထင်ဟာကိုဘာမှတကယ်တမ်းကပြောင်းလဲသွားစေတာမဟုတ်ဆိုလိုတာကသူ့ရဲ့စကားတန်တွေဟာကိုယ့်အပေါ်မှာဘာအကျိုးသက်ရောက်မှုမှတကယ်စင်စစ်ကတော့မရှိဘူးဟုတ်လားအဲ့ဒီစကားတန်ကြောင့်တော့ကိုဘာမှဖြစ်မသွားဘူးချီးမွမ်းလို့လည်းပဲကိုတကယ်ကောင်းမသွားဘူးပင်ကိုကမကောင်းရင်မကောင်းပဲကဲရဲ့လို့လည်းပဲကိုတကယ်ယုံမာတဲ့လူတယောက်ဖြစ်မသွားဘူးကိုပင်ကိုကဆိုးရင်ဆိုးမှာပဲကိုပင်ကိုကကောင်းရင်ကောင်းမှာပဲဟုတ်လားဒါကြောင့်စကားသံလေးနဲ့ပတ်သက်ပြီးတော့ခိုင်မာတဲ့စိတ်ဓာတ်ရှိဖို့လိုအပ်တယ်ပတ်ဝန်းကျင်ကပြောတိုင်းတုံလှုပ်နေမယ်ဆိုလို့ရှိရင်တရွက်6တရွက်လို့ကိုယ့်ရဲ့ဘဝဟာလွင့်မျောသွားနိုင်တယ်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားကတေလောယထာဧကကနောဝါတေနနသမိရတိဧဝောနေနပတန္တာဒုနသမိဇန္တိပန္တိတာအမျှော်မြင်ကြီးတဲ့လူဉာဏ်ရှိတဲ့လူဆိုတာပတ်ဝန်းကျင်ကထွက်လာတဲ့ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းစကားသံတွေကိုမတုံလှုပ်တဲ့ဘူးတဲ့ဥပမာဘာနဲ့တူလဲဆိုရင်တခဲနဲ့ကြောက်သားနဲ့ပြီးတဲ့ကြောက်တောင်ကြီးဟာအရက်လေးမျက်နှာကတိုက်ခတ်လာတဲ့လေတို့ကြောင့်မတုံလှုပ်တယ်လို့မျိုးပဲဉာဏ်ရှိတဲ့လူဆိုတာအဲ့တော့ပတ်ဝန်းကျင်ကနေသူများရဲ့နှုတ်ဖျားကနေပြီးတော့အတန်ဒီဟုသောလေတွေကတော့ကိုယ်စီကိုတိုက်ခတ်လာမှာပဲလေကိုကအဲ့ဒါတုံလှုပ်နေမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝဟာဘာမှခိုင်မာမှုမရှိတော့အဲ့တော့သူများပြောတိုင်းခံစားမနေနဲ့ခံစားနေရင်ကိုယ်မှာဒေါသဖြစ်တဲ့အချိန်ကုန်တယ်ဘာအကျိုးမှမရှိဘူးမခံစားဖို့ရာကလည်းကိုကနှလုံးသွင်းမှန်ဖို့လိုသေးတယ်ဘယ်လိုနှလုံးသွင်းရမှာလဲဆိုတော့အဲ့ဒီစကားသံတက်ကြောင့်တော့ငါဘာမှပြောင်းလဲမသွားဘူးဆိုတဲ့အချက်သူကောင်းတယ်ပြောလို့လည်းတကယ်ကောင်းတာမဟုတ်သူဆိုးတယ်ပြောလို့လည်းကိုတကယ်ဆိုးသွားတာမဟုတ်ကိုကတော့ငကိုအတိုင်းပဲသူထင်တာသူ့အထင်ပဲလေသူပြောတာသူ့အပြောပဲလေဟုတ်လားတချို့ဒါကိုသဘောမပေါက်တော့ကဲ့ရဲ့တန်ကိုမခံနိုင်လို့ရှက်လွန်းလို့ဘဝကိုအဆုံးစီရင်သွားတဲ့လူတွေတောင်ရှိတယ်ဟုတ်လားချီးမွမ်းတဲ့တွေကိုမခံနိုင်လို့အောက်ခြေတွေလော့ပြီးတော့တဲဟုတ်တဲ့ငါပဲဆိုပြီးတော့မတူမတန်တယ်လို့ပတ်ဝန်းကျင်ကိုဆက်ဆံသည့်အထိမိုက်မဲတဲ့လူတွေရှိတယ်ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းလေပြင်းကြားမှာမရှုမလားကြဆုံးသွားတာ